ကိုယ်မွေးချန်ရဲ့ဖန်ပုံစံဒီနေ့လေးကိုငင်းချင်းတို့တော့မျှဝေတော့မှာဖြစ်ပါတယ်ဒီတစ်ချိန်ကျွန်တော်ကတော့ချော်ကျိုးတို့ဒီထားပြီးတိလိုက်တယ်ကျန်တဲ့ကျိုးတွေပုံတော့စပယ်နဲ့ကျင်းနေပြီပေါ့နော်ဒီတစ်ချိန်မှာပေါ်ကိုဒီပါမယ်ဒီ black ပါမယ် B minor ပါမယ် A5 ပါမယ် G ပါမယ် A ပါမယ် E minor ပါမယ်ကျွန်တော်တို့စပြီးတော့တီးကြည့်လိုက်အောင်တီးရဲ့အချိန်မှာလည်းเนาะကျွန်တော်တို့ဒီကျိုးနှစ်ခုကိုပဲလက်မနှောင်လေးနဲ့ဒီလိုဒါလေးရွယ်နည်းလုပ်ထားပြီးတော့တီးရတဲ့ပုံစံမျိုးဖြစ်သွားတယ်အဲ့လိုပုံစံမျိုးပေါ့ဒီကနေစရင်ဒီကိုလိမယ်ဒီဘလက်ကိုတော့မယ်အဲ့တော့ဒီမှာတော့ E5 G တော့မယ်တွန်းငကောင်းနေနိုင်မယ်ဒီမိုင်းနာငါတို့ဘာကြောင့်ဆိုလို့ဒါတော့ A5 ပေါ့နော်ကြည့်မာရီကနောင်လေးနိုင်နေဒီမိုင်းနာရှယ်လုံးအတယောက်သေးပဲစိတ်ဖြောင်းဖြောင်းနေတာချမ်းအဲ့ကိုရဘိုင်မှာကျွန်တော်တို့က6ကျူdraw ဒီဆိုပြဿနာမရှိ6ကျိုးလွတ်ထားမယ်5ကျိုးတန်းထောင်တီးမယ်3ကျိုးတန်းထောင်တီးမယ်4ကျိုးမြူလုပ်မယ်2ကျိုးမြူလုပ်မယ်3ကျိုးမြူလုပ်ဒီလိုဆွဲမှာပေါ့သူက